ရိုလေးပတ်စံကျဲပါဗျိုဘရိုလေးခေါ်ခရူခုခရဘရိုလေးပတ်စံကျဲပါဗျိုဘရိုလေးပတ်စံကျဲပါဗျိုဘာလဲကွာဘသူအောင်းနေရလဲကွာဟမ်ဘသူတွေအောင်းနေရလဲဘရိုလေးပတ်စံကျဲပါဗျိုနေ့တစားမုံလာပြီးနေမလို့ဘရိုလေးပတ်စံကျဲပါဗျိုရောဘာတန်လဲကွာမုံမလို့ရောငါအိမ်ရှိမှာအောင်းနေတယ်တင်တယ်ကွာမနေ့စောစောစီဘယ်အကောင်နေလဲကွာဘရိုလေးပတ်စံကျဲပါလို့ဘရိုလေးကျွန်တော်စောင့်နေတော်တော်ကြီးကိုကြားနေတော့ဘရိုလေးပတ်စံကျဲပါတော့ဗျိုဘာလဲပတ်စံကျဲပါလားဒီဘောင်းကငါ့ဘယ်ကောင်နေပတ်စံကျဲခိုင်းနေရလဲကွာကွာအေးပါကွာမနေ့စောစောစီဟာအိမ်နေအောင်ကွာမနေ့စောစောစီဘသူတွေပါလဲကွာငါအိမ်နေအောင်ဘရိုလေးအေးဘာလဲကွာကျုံရအပြစ်မှာဘသူတွေအောင်းနေရလဲဘရိုလေးအပြစ်မှာဟိုပိုလို့ရောက်နေတယ်ဗျပိုလို့ရောက်နေရလားပိုလို့ကငါအိမ်ရှိကိုဘာလာလောက်တာလဲကွာဘရိုလေးပတ်စံကျဲခိုင်းနေတယ်ဗျဘရိုအလို့ရောနေပါဦးကွာဘာလဲကွာပိုလို့ကငါအိမ်ရှိကိုလာပြီးတော့ဘာလို့ပတ်စံကျဲခိုင်းနေရလဲကွာဘာဖြစ်လို့ပါလဲကွာဒီပါဦးကွာဒီနေ့ကဘာနေမလို့လဲဟမ် what ဒီနေ့ကတောက်ကြဟုတ်တာပဲနော်တောက်ကြနေဆိုတော့ရောက်ဘာမှလည်းမဆိုင်ပါဘူးကွာတောက်ကြနေလေကွာဒီနေ့ကနေပါဦးကွာဘရိုလေးပတ်စံကျဲပါတော့လို့ဘရိုလေးကျွန်တော်စောင့်နေတော်တော်ကြားနေပြီဘရိုလေးပတ်စံကျဲပါတော့ဘရိုလေးဟာရပိုတော့ပါလားကွာလူဆောင်တက်ဆောင်ပါလားရောက်ဘာမင်းတို့ကနေငါအိမ်ရှိမှာဘာလို့အောင်းနေရလဲဘရိုလေးပတ်စံကျဲတော့လေဗျာကျွန်တော်စောင့်နေတာကြားနေပြီဗျပတ်စံကျဲရမယ်ဘာလို့လဲကွာဒီနေ့ငါမွေးနေလည်းမဟုတ်ပါဘူးကွာဘာလို့ပတ်စံကျဲခိုင်းနေရလဲဘရိုလေးရလဲဗျာဒီနေ့ဘာနေလဲဆိုတော့ဘရိုလေးမသိဘူးလားဗျာဒီနေ့လားဒီနေ့ကတောက်ကြနေလေဟုတ်တယ်မလားအဲ့ဒါပြောတာမဟုတ်ဘူးဗျာဒီနေ့ကတစောင်းမုံလာပြီနေလေဗျာဘရိုလေးမသိဘူးလားဗျာတစောင်းမုံလာပြီနေဟုတ်တာကွာငါမေ့နေရကွာဟုတ်တာပဲဟုတ်တယ်ဗျာအဲ့ဒါကြောင့်ဘရိုအလေးကိုလာပြီးတော့ကျွန်တော်တို့ပတ်စံလာကျဲခိုင်းတာပါဗျာဘရိုလေးပတ်စံကျဲမလားဒါမှမဟုတ်ကျွန်တော်တို့ပြောပွဲစားအတွက်မုံပေးမလားအေးပါကွာငါပတ်စံလဲကျဲဖို့အတွက်ငါမှလည်းပတ်စံမရှိသလိုမင်းတို့ကောင်တွေကိုမုံပေးဖို့အတွက်လည်းငါမှပတ်စံမရှိဘူးကွာအေးအောင်မင်းတို့ကောင်တွေမုံပေးဖို့နေတငါဒီမှာအိမ်လာကအကျွေးတောင်ငါမစနိုင်သေးဘူးကွာခဏနေကြဖတီမာတော်တို့ငါအိမ်ကိုလာပြီးအကျွေးလာတောင်းတော့မှာကွာမင်းတို့ကောင်တွေကလည်းဘရိုလေးလည်းဗျာလှုပ်စမ်းပါဗျာဘရိုလေးရှိတဲ့ဟာပေးဗျာပတ်စံမရှိတော့မှဘရိုလေးအိမ်မှာချိုချင်းလေးပါလေးရှိရဆိုရင်ပေးဗျာဒီနေ့ကတစောင်းမုံလာပြီးနေဆိုတော့လေအေးပါကွာနေုံကွာအေးအောင်အိမ်ထဲမှာရောက်တော့အကျချိုချင်းရှိသေးလားကွာဘရိုလေးဘယ်ကချိုချင်းလဲဗျာဘရိုလေးဘယ်တော့ချိုချင်းဝယ်ထားလို့လဲအေးပါကွာဟုတ်သားပဲကွာအေးချိုချင်းလည်းမရှိဘူးကွာမင်းရလဲဘရိုလေးလည်းဗျာတခုတော့ဘရိုလေးပေးလေဗျာငါမှဘာမှမရှိဘူးကွာငါပေးစရာဆိုလို့ငါရင်ထဲအချစ်တွေပဲရှိရကွာငါအချစ်တွေကိုမင်းတို့ကောင်တွေယူမှာရော့ဘရိုလေးလည်းဗျာတော့ပါပြီဗျာဘရိုအလွင်းရဲ့အချစ်တွေမယူချင်ဘူးဗျာကျွန်တော်မှစော်ရှိတယ်ဗျာဘရိုအလွင်းလို့မဟုတ်ဘူးဗျာအေးပါကွာမင်းတို့ကောင်တွေကငါ့ကိုဒါတတ်တမဲ့အေးပါကွာဟုတ်ပါပြီကွာကဲအဲ့တော့ရောက်ရခဏနေကြမှာပဲနော်ငါမင်းတို့ကောင်တွေမုံပေးတော့မယ်ကွာငါကိုယ်တိုင်တော့မှဒီနေ့တစောင်းမုံလာပြနေမှမသိဘူးကွာတကယ်ပြောတာငါမလိမ္မာဘူးကွာမင်းတို့ကောင်တွေခုနအဲ့ပတ်စံကျဲပါပြောလို့အော်တဲ့အချိန်မှာငါအိတ်နေရကွာဘရိုနီကတော့နော်ဘယ်နေမှန်းကိုမမကိုမသိပါလားအေးကွာဟုတ်ပြီကွာအဲ့ဒါဆိုရင်ရောက်ဒီလိုလို့ကွာဒီနေ့ကတစောင်းမုံလာပြနေဆိုတော့မင်းတို့လည်းအခုဘယ်ကိုသွားကြမလဲငါ့ကိုအရင်ဆုံးပြောကျွန်တော်တို့အခုမျိုးတဲ့ကိုလှည့်ပက်ပြီးတော့